ဒါကတမမွေးဖွားလာတဲ့နောက်ွယ်ကနာကျင်စရာဇလံ Land of တောင်းမှာလေထဲမှာပြန်တန်းနိုင်တဲ့လူတစ်ယောက်ရှိတယ်။ဒါပေမဲ့သူမရဲ့လွတ်လပ်မှုဟာနာကျင်မှုမျက်ရည်နဲ့အနစ်နာခံမှုကနေမွေးဖွားလာတာပါ။ဖန်နီဟာဝေါ်မီတာစုရဲ့အငယ်ဆုံးသမီးတိုင်ဂရရဲ့ညီမငယ်ပါဝေါ်မီတာစုကမျိုးဆက်ပေါင်းများစွာတိုင်အောင်မိုနာလီယာအင်ပါယာကိုကာကွယ်ခဲ့တဲ့စစ်တီမီတာစုပါဒါပေမဲ့ဒီမီတာစုဟာအမျိုးသမီးတွေကိုတော့စစ်တပ်ထဲဝင်ခွင့်မပေးခဲ့ပါဘူးဖန်နီကိုသူ့မီတာစုကပကြီးဒီဇိုင်းတင်ခိုင်းခဲ့ကြတယ်ဒါပေမဲ့ဖန်နီအတွက်တော့အဲ့ဒါဟာအိမ်မက်မဟုတ်ဘူးသူမရဲ့အိမ်မက်ကတိုင်ဂရလိုစစ်တီလိုဖြစ်ဖို့အင်ပါယာကိုကိုယ်တိုင်ကာကွယ်ဖို့ပါတိုင်ဂရကဖန်နီအတွက်သူရဲကောင်းတစ်ယောက်ပါသူပြန်လာတိုင်းစစ်မြေပြင်ဇလန်းတွေပြောပြတယ်တိုက်ခိုက်နည်းတွေတင်ပေးတယ်ဒါပေမဲ့သူ့ညီမကိုအန်နီယမတွေ့စေချင်လို့စစ်တပ်ဝင်ခြင်းနဲ့ဆန္ဒကိုအမြဲညှင်းခဲ့ပါတယ်ဖန်နီအသက်18ပြည့်မဲ့နှစ်မှာတိုက်ပွဲကနေတိုင်ဂရရဲ့အောင်ပွဲပြန်လာမဲ့အချိန်ကိုစောင့်နေခဲ့ပါတယ်စောင့်နေချိန်မှာပဲသတင်းဆိုးတစ်ခုဟာထွက်လာပါတယ်တိုင်ဂရဟာ live order ကနေပျောက်ကွယ်သွားခဲ့ပါတယ်ဟာဆိုတဲ့သတင်းမှာတိုင်ဂရပျောက်ကွယ်သွားပြီဆိုတဲ့သတင်းကြောင့်မိုနာလီယာအင်ပါယာကိုကာကွယ်ခဲ့တဲ့သူရဲကောင်းမိသားစုဟာတခါတည်းအသေးဖြတ်ခံရပါတယ်တိုင်ဂရကိုမိုနာလီယာအင်ပါယာကသူရဲကောင်းတွေကစစ်ပြေးကြောက်တတ်သူဆိုတဲ့စကားလုံးတွေကတိုင်ဂရနဲ့သူ့ရဲ့မိသားစုကိုတပြိုင်နက်တည်းအသုံးပြုလာခဲ့ပါတယ်ဖန်နီကဒီအသေးဖြတ်မှုတွေကြောင့်မျက်ရည်မကျခဲ့ပါဘူး။သူမရဲ့နှလုံးသားထဲမှာဒီလိုပြောလိုက်ပါတယ်။ငါအကူကစစ်ပြေးမဟုတ်ဘူး။သူမရှိရင်ငါရှိတယ် walk မိသားစုရဲ့ဂုဏ်ကိုပြန်တိဆောက်မယ်ဆိုပြီးပြန်လဲတုတ်ပြန်ခဲ့ပါတယ်။ဖန်နီဟာသူမမိခင်နဲ့မိသားစုအကြီးအကဲတွေစန့်ကျင်နေတဲ့ကြားကသူဟာ live order စစ်တပ်ထဲဝင်ခဲ့ပါတယ်ရေမောတန်တွေလှောင်ပြောင်မှုတွေပြင်းထန်တဲ့လေ့ကျင့်မှုတွေအားလုံးကိုသူမသိခံခဲ့ပါတယ်သူမစပင်ရှည်ကိုကိုယ်တိုင်ဖြတ်ခဲ့တယ်သူမဟာသူမရဲ့အကိုစီကနေလေ့လာခွင့်ရခဲ့တာကြောင့်လက်နက်ဒီဇိုင်းဗဟုသုတနဲ့တံမဏိကျိုးဓာတ်ရှည်တွေကိုဖန်တီးခဲ့တယ်။လေထဲမှာပြန်တန်းပြီးတောင်တန်းတွေကိုဖျက်တန်းလာတဲ့အခါစစ်သားတွေကသူမကိုဓာတ်ကသမားလို့ခေါ်ခဲ့ကြတယ်။မယုံကြည်သူတွေယုံကြည်လာခဲ့တယ်။မထီမဲ့မြင်သူတွေလေးစားလာခဲ့တယ်။နောက်ဆုံးမှာဖန်နီဟာ live order ရဲ့ရွေးချယ်ခံရသူဖြစ်လာခဲ့ပါတယ်လမ်းအော်တောင်းမှာလေထဲကပြန်တန်းနေတဲ့လူတစ်ယောက်ကိုမြင်ရင်အဲ့ဒါဟာလွတ်လပ်မှုကိုအနစ်နာခံမှုနဲ့လဲလှယ်ခဲ့တဲ့ဖန်နီပါပဲI'm so sorry.